ဒီနေ့မနက်ကစားသွားတဲ့ယူရိုပါလိဂ်ဘောလုံးပွဲမှာအမ်ဘော်ရီအနေနဲ့အမှား၄ခုထိလုပ်ခဲ့တယ်။ပရိသတ်များလုံးပဲမိန်ပါဗျာ။အင်းဝအကနေပြန်လဲကြိုလိုက်ပါရင်။ဘီဘောင်ရဲ့ကွင်းမှာကစားခဲ့ဒီပွဲစဉ်မှာ United ကစပါကိုပရာဝိုင်ပွဲချင်း42မိနစ်မှာသွင်းယူခဲ့တဲ့ Brennan Johnson ရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ရှုံးနိမ့်ခဲ့တာလည်းဖြစ်တယ်။ United အနေနဲ့တပွဲလုံးတိုင်းတာရကြည့်မယ်ဆိုရင်ဂိုးရနိုင်တဲ့အခွင့်အရေးတွေအများပြားဖန်တီးနိုင်ခဲ့ပေမဲ့အဆုံးသက်အားနည်းချက်တွေရဲ့တိုင်မက်စပါကိုသမား Vicario ရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့်သာတကူကုန်းမရှိနဲ့ရှုံးနိမ့်ခဲ့တယ်လို့ပြောရမယ်။ဒီဘက်မှာ Ruben Amorim အနေနဲ့သူ့ရဲ့အကောင်းဆုံးလူစင်းကိုပွဲထုတ်လာတယ်ဆိုတာမှန်ပေမဲ့လုပ်ခဲ့တဲ့အမှား၄ခုရှိတယ်။နံပါတ်1လန်နီရိုကိုသူ့ possession မှာမကစားခိုင်းတာပဲ။လန်နီရိုနဲ့ဒီနေ့ပွဲမှာသူ့ရဲ့ possession မှာမကစားခဲ့ရဘူး။ရိုကနောက်တန်း3ယောက်ရဲ့ညာစွန်နောက်ခံလူနေရာမှာကစားခဲ့ရတယ်။ရိုအနေနဲ့ဒါညာစွန်နောက်ခံလူနေရာမှာကစားတဲ့အခါမှာခြေစွမ်းကထင်လောက်ကြီးပြသနိုင်တာကိုမတွေ့ရဘူး။သူ့ရဲ့နေရာမှန်ဘယ်စွန်နောက်ခံလို့ရှေ့ပွဲဒီမှာလဲ NCB နေရာမှာပဲသူကစားခဲ့တာ။ဒါပေမဲ့ဒီနေ့ပွဲမှာတော့သူကညာစွန်နောက်ခံလို့ RCB နေရာနေပွဲထွက်လာပြီးတော့ NCB နေရာကိုတော့လုံရှော့ကပွဲထွက်လာခဲ့တယ်။ဒါကြောင့်လည်းဒီ social media ပေါ်မှာပြည်သက်သူကနေပြီးတော့ဘာကြောင့်ဒီပွဲမှာ short ကို NCB နေရာမှာထုတ်သုံးခဲ့လဲဆိုတာ तू နားမလည်ဘူး။ short ရဲ့အခြေဆိုတာတော်တော်လေးကိုညံပြင်းနေပြီ။ရိုကို NCB မှာထားကစားရင်ဒီထက်ပိုကောင်းနိုင်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တယ်။နံပါတ်2ချက်ကတော့ Bruno Fernandes ကိုဒီအထိဆင်းခိုင်းတာပဲ။ Amorim က Bruno Fernandes ကိုကွင်းလယ်အထိကိုဆွဲချပြီးတော့ Casemiro နဲ့2ယောက်တွဲကစားတယ်။တခြားပွဲစဉ်တွေမှာဒီလိုမျိုးလုပ်တာပြဿနာမရှိဘဲနဲ့အခုလို final လိုအရေးကြီးတဲ့ပွဲစဉ်တွေဂိုးရဖို့လွယ်နေတဲ့ပွဲစဉ်တွေမှာ Bruno Fernandes ကိုဒီဆင်းကစားတဲ့အခါမှာ United ရဲ့ဒီဂိုးရဖို့ဖန်တီးနိုင်တဲ့အခွင့်အရေးဖန်တီးမှုတွေကပျောက်ဆုံးသွားတယ်။ဒီချိန်မှာ Amorim နဲ့လုံးတင်တာတခုကဘာလဲဆိုတော့Ugarte နဲ့ Casemiro ကိုတွဲပြီးတော့ Bruno ကိုသူ့ရဲ့မူလနေရာဖြစ်တဲ့နံပါတ်10နေရာကိုပြန်ပို့တင်တာ။အဲ့လိုမပို့ဘဲနဲ့တောက်လျှောက်ကြီးတပွဲလုံးဒီပါကွင်းလယ်မှာပဲ Casemiro နဲ့ထားကစားသွားခဲ့ရလဲ United တို့ခြေပါကိုရဖို့ရုန်းကန်ရတဲ့အကြောင်းရင်းတစ်ခုပဲ။နံပါတ်3အချက်ကတော့လူစားလဲအချိန်ကအရန်ကြာလွန်းတာ။ United အနေနဲ့ပထမပိုင်းမှာအဆင်ပြေတဲ့ကစားသမားတွေရှိတယ်။ဥပမာနာမည်တပြီးပြောမယ်ဆိုရင် Hojlund, Mason Mount, Luke Shaw တို့ကပထမပိုင်းမှာတွေကလုံးဝအဆင်မပြေဘူး။ဒီကစားသမားတွေကိုပထမပိုင်းအပြီးမှာတွေကတယောက်လောက်လဲတင်တယ်။ဒါပေမဲ့ Amorim ကလူစားလဲဖို့ကိုကြန့်ကြာနေတယ်။သူ့ရဲ့ပထမဆုံးလူစားလဲမှုပြောတဲ့အချိန်ကပွဲချိန်မိနစ်80ဖြစ်နေပြီ။ပွဲပြီးဖို့အတွက်20ပဲလိုတော့တဲ့အချိန်မှာဖြစ်နေပြီ။အဲ့ဒီအချိန်မှာသူ Garnacho နဲ့ Zazi နဲ့ကိုသူထည့်လိုက်တယ်။ Hojlund နဲ့ Mason Mount နဲ့ကိုထုတ်လိုက်တယ်။အဲ့တော့ Garnacho ဝင်လာတဲ့အချိန်မှာအတိုင်းအတာတစ်ခုထိဘယ်တောင်မှတိုက်စစ်ကအလုပ်ဖြစ်သွားတာကိုတွေ့ရတယ်။ဒါပေမဲ့ဒီမိနစ်20ဆိုရဲကျန်တဲ့အနေအထားမှာဘာသွားလို့ရမှာလဲ။ Amorim နဲ့စောစီးတာလူစားလဲမယ်ဆိုရင်ပွဲရလဒ်ကအပြောင်းလဲဖြစ်သွားနိုင်တယ်လို့ထင်တယ်။နောက်ဆုံးတစ်ခုကတော့ Kobe Mainoo ကိုပွဲထွက်ခွင့်မပေးခဲ့တာပဲ။ United အနေနဲ့ဒီနေ့ကွင်းလယ်အတွဲမှာ Casemiro နဲ့ Bruno Fernandes တို့ကိုထွက်သုံးရတယ်။ဒါကတော့ရေဝေအားဖြင့်ကြည့်မယ်ဆိုရင်တော့ဒီလိုတွဲသုံးတာအမှန်တယ်။ဘာကြောင့်လဲဆိုတော့ဘောလူပွဲဖြစ်တယ်။အားကြောင့်အတွက်အတွေ့အကြုံပိုများတဲ့ကွင်းလယ်ကစားသမား2ယောက်ကိုထည့်သုံးတယ်ဆိုတာမှန်တယ်။ဒါပေမဲ့အသင်းတော်ဂိုးလိုချင်တဲ့အချိန်ပေါ့နော်ဒုတိယပိုင်းလိုအချိန်မျိုးမှာ Mainoo ကိုထည့်သုံးသင့်တယ်လို့တော့ယူဆမိတယ်။ Mainoo ကဒါ United အသင်းရဲ့ကွင်းလယ်မှာလုံအားနှုန်းတော်တော်လေးကောင်းတဲ့ကစားသမားလို့ပြောရမယ်။ United ကွင်းလယ်ရုန်းကန်တဲ့အချိန်တိုင်းသူ့ကြောင့် United ကွင်းလယ်က fit ဖြစ်သွားတဲ့ကိစ္စမျိုးတွေရှိတယ်။ဘာဖြစ်ဖြစ်ရှုံးခဲ့တာလည်းရှုံးသွားပြီပြီးခဲ့တာလည်းပြီးသွားပြီ။ United ကတော့နောက်ရသည် Champions League ဝင်ခွင့်မရသလို Europa League ဝင်ခွင့်လည်းမရဘူး။နောက်ဆုံး Conference League ဝင်ခွင့်တော့မရဘဲနဲ့လာမယ့်ရာသီမှာဘာဥရောပပွဲမှမကန်ဘဲနဲ့ဘောလုံးရာသီတစ်ခုကိုဖျက်ဆီးရတော့မယ်။ Champions League ဝင်ခွင့်နဲ့လွဲချော်ခဲ့တာကြောင့် United အသင်းရဲ့ဘန်နာရေးအပိုင်းတွေကလည်းထိခိုက်မှုရှိလာပြီးတော့လိုချင်တဲ့ကစားသမားတွေကိုခေါ်ယူနိုင်ပါမလားဆိုတာကလည်းစောင့်ကြည့်စရာကောင်းလာခဲ့ပြီဖြစ်ပါတယ်